ရွာသူရွာသားတွေလဲတဲ့ကဂျုံတွေကိုအမြန်ရိတ်သိမ်းနိုင်အောင်ကူညီဖို့အတွက်လူငယ်လေးဟာသူ့အိတ်ဆိုင်ငွေနဲ့အခြားဒေသကနေအကြီးစားရိတ်သိမ်းချွေလေးဆက်အစီး20ကိုငှားရမ်းပေးခဲ့ပါတယ်။ဒါပေမဲ့ရွာသူရွာသားတွေကတော့ဒီလူငယ်လေးဟာသူတို့အပေါ်အမျက်ကြီးစားကြကကောက်ခံတယ်လို့ပဲထင်မြင်ယူဆခဲ့ကြပါတယ်။ဒါကြောင့်ဆက်ကိုလာရောက်ဖြတ်စည်းရုံတင်မကပဲရွာထဲကနေမောင်းထုတ်ဖို့အတွက်ပါအော်ဟစ်အော်ကြော်လုပ်နေကြပါတယ်။စကားအပူတွေပြောမနေနဲ့ထွက်သွား။လူငယ်လေးလည်းဒေါသထွက်ပြီးရိတ်သိမ်းချွေလေးဆက်အစီး20စလုံးကိုလှည့်ပြန်ကဘေးနားကတခြားရွာကိုချက်ချင်းပဲခေါ်ဆောင်သွားပါတော့တယ်။တိတ်မကြခင်မှာပဲဒီဒေသမှာပြင်းထန်တဲ့မိုးသက်မုန်တိုင်းကြားရောက်တော့မှာဖြစ်ပါတယ်။သူကတော့သူ့ရဲ့ဆက်တွေမရှိတော့တဲ့အခါဒီရွာသူရွာသားတွေဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုကြည့်ချင်နေတာပါ။တကယ်တော့လွန်ခဲ့တဲ့3ရက်ကရွာလူကြီးဟာလူငယ်လေးစီရုတ်တရက်ရောက်လာပြီးမိုးရာသီရောက်တော့မှဖြစ်ပေမဲ့ရွာထဲကဂျုံဆိုင်ခင်းဧက800မု800ဟာလယ်ထဲမှာရှိနေသေးကြောင်းပြောပြခဲ့ပါတယ်။ရွာလူကြီးကလူငယ်လေးကိုနီးလက်ရှာပြီးကူညီပေးဖို့တောင်းဆိုခဲ့တာပါ။လူငယ်လေးကလည်းဘာမှအငြင်းပွားမရှိပဲစိုက်ပျိုးရေးစက်ပစ္စည်းဌာနကရဲဘော်ဟောင်းတယောက်စီဖုန်းဆက်ပြီးရိတ်သိမ်းချွေလေးဆက်အစီး20ကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီမိတ်ဆွေရဲ့အစီအစဉ်ပေးမှုကြောင့်အဲ့ဒီနေ့လယ်မှာပဲရိတ်သိမ်းချွေလေးဆက်အစီး20ဟာရွာထဲကိုတန်းစီပြီးဝင်ရောက်လာခဲ့ပါတယ်။ရွာသူရွာသားတွေစိတ်အေးလက်အေးရှိစေဖို့အတွက်လူငယ်လေးကဂျုံဆိုင်ခင်းတဧကတမှုကိုရင်းနှီးရန်80ပဲယူမယ်လို့လူပုံအလဲမှာကြေညာခဲ့ပါတယ်။ကျန်တဲ့စီဖိုးနဲ့စားတောက်နေထိုင်စေအားလုံးကိုသူကိုယ်တိုင်စိုက်ထုတ်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီသတင်းဟာရွာကလူမိုက်ကြီးချန်တရွှေခင်းတဲပဲရဲ့နားထဲကိုချက်ချင်းရောက်သွားပါတယ်။ဒီနှစ်တွေမှာရွာထဲကရိတ်သိမ်းမှုလုပ်ငန်းအားလုံးကိုချန်တရွှေကပဲလက်ဝါးကြီးအုပ်လုပ်ကင်လာခဲ့တာပါ။လူငယ်လေးကရိတ်သိမ်းဆက်တွေယူလာတဲ့ဆိုတာကြားပြီးနောက်သူကလူမိုက်တွေကိုခေါ်ပြီးလူငယ်လေးစီချက်ချင်းပြဿနာရှာဖို့သွားခဲ့ပါတယ်။ဒါပေမဲ့လူငယ်လေးရဲ့ဘေးမှာရှိတဲ့ထွားချိုင်းတောင်တင်းတဲ့မိတ်ဆွေတွေကိုမြင်လိုက်ရတဲ့အခါချန်တရွှေတယောက်ချက်ချင်းပဲအချိန်ကျသွားပါတော့တယ်။သူကတော့ကျိန်းမောင်းစကားတစ်ခုပဲပြောပြီးဒေါသတကြီးနဲ့လှည့်ပြန်သွားရုံပဲတက်နိုင်ခဲ့ပါတယ်။ရွာသူရွာသားတွေကောက်ပဲတီးနှံတွေမဆုံးရှုံးစေဖို့အတွက်လူငယ်လေးကသူ့အိမ်ကဆက်စီတွေကိုပါထုတ်ပြီးဆက်တွေကိုမောင်းနှင်ပေးခဲ့ပါတယ်။ဆက်တန်တွေဟင်းကနေမြည်ဟဲလာတာနဲ့အတူရိတ်သိမ်းချွေလေးဆက်အစီး20ဟာလုပ်ငန်းခွင်ကိုချက်ချင်းစတင်ခဲ့ကြပါတယ်။ဒါပေမဲ့မထင်မှတ်ပဲရိတ်သိမ်းလို့တဝက်လောက်ရောက်တဲ့အချိန်မှာအဲ့ဒီအထက်ကရိတ်သိမ်းဆက်3စီးရဲ့လှည့်ထားပြတွေဟာတပြိုင်နက်တည်းကျုပ်ပြတ်သွားခဲ့ပါတယ်။လူငယ်လေးအနီးကပ်သွားကြည့်တဲ့အခါလေကွင်းထဲမှာတန်လိုတန်ဆအပိုင်းစာအမြောက်များကိုတမင်မြုပ်နှံထားတာကိုတွေ့လိုက်ရပါတယ်။ဒါဟာတစုံတစ်ယောက်ကတမင်တက်တက်လာရောက်ဖြတ်စီးထားတာထင်ရှားပါတယ်။လူငယ်လေးရှင်းပြဖို့တောင်အချိန်မရသေးခင်မှာပဲချန်တရွှေကသူ့ရဲ့အမျိုးချို့ကိုခေါ်ပြီးလေကွင်းထဲကိုချက်ချင်းပြေးဝင်လာပါတယ်။သူတို့ကလူငယ်လေးယူလာတဲ့ဆက်တွေဟာအဟောင်းဆုပ်စွပ်ပစ်ဆက်တွေပါလို့လူအများအလယ်မှာတမုတ်ပြီးရွာသူရွာသားတွေကိုတမင်တက်တက်လာလိမ့်တာပါလို့ဆွဆွဲကြပါတယ်။လူငယ်လေးကနှုတ်ကနေရင်းနှီးရန်80ပဲပြောထားပေမဲ့အခုတော့ဆက်တွေကလေထဲမှာပျက်စီးသွားပြီးဂျုံပင်တွေကိုလည်းနင်းချမိသွားတာကြောင့်ကြံ့ကြာခါနဲ့ပြုပြင်စည်းတွေပေါင်းလိုက်ရင်နောက်ဆုံးတွက်ချက်ကြည့်လိုက်တဲ့အခါသူတောင်းတဲ့ရန်200ထက်တောင်ပိုများသွားလိမ့်မယ်လို့ဆိုပါတယ်။ချန်တရွှေရဲ့တွေးထိုးလုံဆောင်မှုကြောင့်ရွာသူရွာသားတွေဟာချက်ချင်းပဲဒေါသတကြီးဖြစ်လာကြပြီးလူငယ်လေးကိုအမျက်ကြီးစားကြခကောက်တဲ့မကောင်းဆိုးဝါးပစ္စည်းစုပ်တွေယူလာပြီးလူလိမ်ဆိုပြီးဝိုင်းဆဲကြပါတယ်။ရွာရဲ့ရိတ်သိမ်းချိန်ကိုနှောက်နှေးအောင်လုပ်တဲ့အတွက်မိုးကြိုးပစ်ခံရမှာမကြောက်ဘူးလားလို့ပါပြောကြပါတယ်။ကျေးဇူးကံပြီးအမှားမှန်မသိတဲ့ဒီလိုလူတွေကိုကြည့်ပြီးလူငယ်လေးဟာသူ့ရဲ့လက်သီးကိုမချစ်တင်ခဲ့ဆုပ်ထားမိပါတယ်။ဒါဟာသူကိုယ်တိုင်အိတ်ဆိုင်ငွေထုတ်ပြီးအသက်နဲ့လဲကကာကွယ်ပေးခဲ့တဲ့ရွာသူရွာသားတွေဖြစ်ပါတယ်။စကားအပူတွေပြောမနေနဲ့ထွက်သွား။ရိတ်သိမ်းဆက်အစီး20စလုံးဖြတ်စည်းခံရတော့မယ့်အခြေအနေကိုမြင်နေရစင်မှာပဲအဲ့ဒီအချိန်မှာချင်းစန်းခင်းချန်ရွာကရွာလူကြီးဟာလူတွေကိုခေါ်ပြီးချက်ချင်းရောက်ရှိလာပါတယ်။လျိုဟဲလျိုရွာကလူတွေကအကောင်းဆိုးကိုမခွဲခြားတတ်ရင်တော့သူတို့ချင်းစန်းရွာကလူငယ်လေးကိုသူတို့ရွာမှာလာရောက်ကူညီရိတ်သိမ်းပေးဖို့ရိုးသားစွာဖိတ်ခေါ်ပါတယ်လို့ပြောပါတယ်။ဈေးနှုန်းကိုလည်းလူငယ်လေးအရှုံးမရှိစေရအောင်တေချာညှိနှိုင်းပေးပါမယ်တဲ့။လူငယ်လေးကအမိတ်ပေးလိုက်တာနဲ့ချက်ချင်းပဲရိတ်သိမ်းဆက်အစီး20စလုံးဟာဓာတ်သွားတွေကိုမြောက်ပြီးချင်းစန်းရွာဘက်ကိုချက်ချင်းဥတီထွက်ခွာသွားကြပါတော့တယ်။လူငယ်လေးတကယ်ပဲထွက်သွားတာကိုမြင်လိုက်ရတဲ့အခါလျိုဟဲရွာကလူတွေဟာချက်ချင်းပဲခြေမကင်ပြီးလက်မကင်ပြီးဖြစ်သွားကြပါတယ်။ဒါပေမဲ့ချန်တရွှေကတော့ရင်ဘက်ကိုလက်သီးနဲ့ထုပြီးလူငယ်လေးထွက်သွားတာပိုကောင်းတာပေါ့လို့အာမခံနေပါတယ်။သူ့ရဲ့ဆက်တွေနဲ့လည်းလူတိုင်းရဲ့ဂျုံတွေကိုအချိန်မီရိတ်သိမ်းပေးနိုင်တယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်မှာမိုးလေဝသဌာနကနေမိုးသက်မုန်တိုင်းတတိပေးချက်ကိုထပ်မံထုတ်ပြန်လိုက်ပါတယ်။လူငယ်လေးကတော့လှောင်ပြုံးပြုံးပြီးချန်တရွှေရဲ့မကြခင်ပြတ်တော့မဲ့73စီးနဲ့ဧက800ကဂျုံတွေကို2ရက်အတွင်းဘယ်လိုရိတ်သိမ်းမလဲဆိုတာစောင့်ကြည့်နေပါတယ်။ဆက်တန်းကြီးဟာချင်းစန်းရွာကိုချက်ချင်းရောက်ရှိသွားပါတယ်။ချင်းစန်းရွာသူရွာသားတွေကသတင်းကြားတာနဲ့ကြောက်ဝိုးတွေဖောက်ပြီးတောင်းတောင်းဖြားဖြားကြိုဆိုကြပါတယ်။ရွာလူကြီးကလူငယ်လေးကိုအရှုံးမရှိစေဖို့တဧကကိုရန်120ပေးဖို့ဆုံးဖြတ်ခဲ့ပေမဲ့လူငယ်လေးကတော့ရင်ကျေးစွာပဲညှင်းပယ်ခဲ့ပါတယ်။သူကဒါကိုလောက်တာအမျက်ဆုံးအတွက်မဟုတ်ပဲရန်80လို့ပြောရင်80ပဲဖြစ်ရပါမယ်တဲ့။အခုအရေးကြီးဆုံးကတော့ပျက်စီးသွားတဲ့73စီးကိုအမြန်ဆုံးပြု